မင်္ဂလာပါကျွန်တော်ကတော့ Harry ပဲဖြစ်ပါတယ်ဒီနေ့မှာကျွန်တော် Minecraft 5ပဲဆော့ပြအောင်မှာဖြစ်ပါတယ်ကျွန်တော် Minecraft ကိုဘယ်လိုဆော့ပြသွားမလဲဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုစုံလေးကြည့်ဖို့နောက်ဆုံးကြမှာတယ်ဒါဆိုရင်ကျွန်တော်စကားမဆက်ဘဲနဲ့ဗီဒီယိုလေးကိုဆက်လိုက်ရအောင် Let's goကဲကျွန်တော် Minecraft ထဲရောက်ပြီဆိုတော့ကျွန်တော်အရင်တစ်ခေါ်ပဲပေါ့နော်bro မတစ်တွေ့ပြီ okay ကျုပ်သွားလိုက်ရအောင် let's go ကဲလမ်းမှာကြုံလုံးလေးကျွန်တော်စားတာရအောင်ဝတ်တမ်းမယ်ဟုတ် okay ဝတ်သားရပြီပြီးရင်အဝတ်သားနဲ့တူးတမ်းဝတ်တိုင်းဝတ်သားနဲ့ဝတ်ကိုပြန်တမ်းရော okay ခုနအော်ဒီတွေ့ okay ပြီးတူးတမ်းမယ်အိုးကျွန်တော်တူးသုံးပါရှင်ပတ်တီရတယ်ရင်ဘာမှစိတ်ပူစရာမလိုတော့ရော okay ပြီးဒီကောင်ရောကဲကျွန်တော်တိုးလက်တက်ပြီးကျွန်တော်တိုးမရတော့ဘူးပေါ့နော်ပြီးကျွန်တော်တက်တော့ခေါ်မယ် okay let's go ကဲဆိုတော့ကျွန်တော်တက်ခုတ်ပြီးသွားပြီပေါ့နော်လည်းကျွန်တော်ဝကောမှာအတန်းကြားရအောင်လောက်ထားလာမယ်ကျွန်တော်စစ်လိုက်ပါဦး okay ကျွန်တော်လောက်ထားရပါတော့ပြီးတော့ကျွန်တော်ပစ္စည်းလေးရေခရလိုက်ရအောင် cutting တွေပဲချမယ်ပြီးကျွန်တော်အေးရရေလောက်လိုက်မယ်ကဲနောက်ချလိုက်ပြီးကျွန်တော်မိုက်တူးမယ်ကဲဗီဒီယိုတက်တူးသွားမယ်ကဲကျွန်တော်မိုင်းတူးကပစ်ကချူအောင်မယ်ကျွန်တော်မိုင်းတူးတော့ကြော်ရကြတော့ဘာလို့လဲဆိုကျွန်တော်မိုင်းတူးကကြည့်ရပြင်းတယ်ဟုတ်တယ်မလားဒီကြောင့်ပုံပြန်တက်ရအောင်okay ဒီကြည့်မလားပါကျွန်တော်ထေတူးရမြည်ကြီးနဲ့တူးရတော့မလာဘူးလေရော okay ပြီးကျွန်တော်ဒီတက်ပစ္စည်းကမယ်မီးဖို့ပြီးကျွန်တော် pick up ပြီးကျွန်တော်ဒါပြီးဒါပေါ့အဲ့ဒါဘယ်လိုခေါ်မလဲ stone pick up okay ခုနမှာဒါ stone ပြီးကျွန်တော် delete တော့ခေါ် let's go အဲ့တော့ကျွန်တော်ထောင်းလိုက်ကျွန်တော်တင်မခုတ်ဘူးဖြစ်ဘူးနော်တစ်ခုံးမှကျွန်တော်ဒီအဲ့တော့ဒီမှာတက်ရှင်းလို့ရဟုတ်တယ်မဒီတပင်ကြီးပဲကျွန်တော်မခုတ်တော့တပင်ကမလောက်တော့ပြင်းOkay, let's go. ကျွန်တော်အိမ်ဆောက်ဖို့နေရာတော့ကောင်းလေးရှာမယ်ပေါ့နော်။ကဲကျွန်တော်တစ်ခုတ်တာလေးကိုပဲကြော်လိုက်မယ်နော်။ကဲအားလုံးပဲကျွန်တော်တစ်ခုတ်ပြီးတော့ကျွန်တော်ဗိုက်စာနေပါပြီပေါ့နော်။ဒီမှာတစ်ကကျွန်တော်35ခုရတယ်။ပြီးရင်တော့ကျွန်တော်ဒီနာဟိုပြန်လာမယ်။ပြီးရင်ကျွန်တော်ဒီမဲ့အသားกินမယ်။ကျွန်တော်ဝတ်သားစားမယ်။ဝတ်သားစားပါမယ်။ကဲ let's go ကျွန်တော်အေကိုဘယ်နှဆောက်မလဲမသိဘူးပေါ့နော်လိုက်ရှာလာအောင်မယ်ကဲအားလုံးပဲကျွန်တော်အေကိုဒီနားမှာလည်းဆောက်လိုက်တော့မယ်ဘာလို့လဲဆိုကျွန်တော် PS ကောင်းပါတယ်ဟိုမှာရေးခဲ့ရှိရဘလို့အနာတော့ဆောက်ရတယ်ရှင်ပြလောက်မှာပါကဲကျွန်တော်အသားလေးကျွန်တော်စဉ်းစားလို့မရဘူးပေါ့နော်ကျွန်တော်အစားဝင်တယ်ကျွန်တော်ဒီကမသိဘူးကဲအေဆောက်ဖို့တော့ကျွန်တော်ဒါလေးယူအောင်Okay,ကျွန်တော်အေးရတယ်မယ် Let's go ခုကတော့ကျွန်တော်ဖြီးလို့ရတယ်ခုနဖြီးလို့မရအေးကိုကျွန်တော်ဒီနောက်လည်းရေကန်နေမဆိုး Okay မိုက်ကျွန်တော်ဒီနားဆောင်မယ်ကျွန်တော်ဒီဟာလေးကာရဆိုဆောင်းမိုက် Okay ကျွန်တော်အိမ်လေးကိုစဆောက်လိုက်ရအောင်အိမ်ဆောက်တာကိုကျွန်တော်တချင်းလေးနဲ့ဆောက်မယ်ပေါ့နော်အဲ့လိုကျွန်တော်အတန်မထဲတော့ Oh my god Crowy Let's go တတူရကျွန်တော်ကိုယ်လည်းနည်းနည်းပါတူပြီးသွားပြီဆိုတော့ကျွန်တော်ချင်းချင်းမပြုံးတော့မယ်နဲ့အိမ်လေးကိုစားလိုက်ရအောင် Let's go ကျွန်တော်ဗီဒီယိုလောက်တာနဲ့တူသွားလာတာမသိဘူးเนาะကျွန်တော်ခုမှဗီဒီယိုစလောက်တာမလို့ပေါ့เนาะအမပါသွားရင်လည်းကျွန်တော်ခိုးလို့ကြပါကျွန်တော်ကျွန်တော်ဒီဗီဒီယိုလေးကြည့်တယ်ဆိုကျွန်တော် like subscribe နဲ့ကိုကြပါဦးကဲဒါဆိုကျွန်တော်အိမ်လေးစားလိုက်ရအောင်ပေါ့เนาะ Let's goအိမ်ဆောက်မယ်ပေါ့ဆောက်မယ်ကဲဒီတော့လေးတက်လောက်
ဒါဆိုရင်အိမ်လေးဆက်ဆက် let's go Come and fly away with me. 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 Don't you be afraid, everything will change. You and I jumping off the edge. These the dreamers never die. So come and fly, come and fly, come and fly away with me. We're rising, we're falling, we're making through. ကဲအားလုံးပဲကျွန်တော်အိမ်ဆောက်လို့ပြီးသွားပြီပေါ့နော်ကဲကျွန်တော်ဒါဆိုကျွန်တော်ရဲ့အိမ်လေးကိုတစ်ချက်လိုက်ပြမယ်ပေါ့နော်ကဲကျွန်တော်ရဲ့အိမ်လေးကဘယ်လိုနေသားရှိတယ်ဆိုကျွန်တော်လိုက်ပြမယ်ကျွန်တော်အိမ်လေးကိုကျွန်တော်ဒီတော့အိမ်လေးဆောက်လိုက်တယ်ပေါ့နော်ကျွန်တော်နောက်ပိုင်းအပြီးစုပ်တင်နေတင်မှာဆိုကျွန်တော်နောက်ပိုင်းကျမှအိမ်လေးကောင်းလေးဆောက်မှာပေါ့နော်ကျွန်တော်အိမ်နေထားတော့ဒီလိုပေါ့နော်ဒီမှာမီးဖို့ရှိမယ်ဒီမှာ creating တွေပဲဒီမှာတစ်တာရှိမယ်ပြေးကြဒီမှာမီးတိုင်းနှစ်တိုင်းဒီမှာအိမ်တကားပေါ့ဒီမဲ့အိမ်ရကျွန်တော်ဒီမှာပေါ့ဒါရှေ့ဘက်ဆိုတော့ဒါနောက်ဘက်ဒီလိုမျိုးအိမ်ရလေးကိုထားလိုက်ပါတယ်ကဲပြီးတော့ပါဆက်လုပ်တာရှိတယ်ကျွန်တော်အဲ့ရောနှစ်ထပ်ဆောက်ရင်ကောင်းမလားလို့စဉ်းစားနေတာပေါ့နော်ကျွန်တော်အဲ့ဒါတော့နောက်ပြီးဆုံးမှဆောက်မှာပေါ့နော်โอเคကျွန်တော်နောက်စိတ်ချိန်တန်ပြီးလို့ထင်တယ်ပေါ့နော်ကျွန်တော်အိမ်လဲဆောက်ပြီးပြီကျွန်တော်တို့yes အိမ်ဆောက်ပြီးပေါ့နော်ကဲဒါဆိုရင်ကျွန်တော်နောက်စိတ်ချိန်ရောက်ပါပြီကဲအားလုံးရဲ့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုချန်နယ်တက်မယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုချန်နယ်တက်တယ်ဆိုရင်ကျွန်တော်ကို like ဆက်ခွင့်လေးနဲ့အားပေးတော့ကြပါဦးကဲအားလုံးပဲ bye bye